ကော်ဖီလေးပြေးလွှားဖြစ်အောင်ရင်းနဲ့မူရတာလေးကိုတိတ်ဆိတ်စိတ်ထိုင်ကြည့်ဖြစ်တယ်ပြီးတော့နေ့လည်စာအတွက် Miss Right လေးသွားစားဖြစ်တယ်ပြီးတော့ shopping ထွက်တယ်ပေါ့နော်ညနေစာအတွက်တော့အတက်လေးဝယ်လိုက်ပြီးတော့ air fresher လေးဝယ်အခန်းနည်းနည်းအနမ်းတက်မကောင်းလို့မလို့ပြီးတော့ favorite မှာပေါ့နော် breakfast အတွက်လိုအပ်တာလေးဝယ်ဖြစ်တယ်ဒါလေးကတော့ဝဲလာတဲ့ air fresher လေးပေါ့နော် lavender အနံလေးမှုအေးပါရဲ့တော်တော်အပြီးတော့လေကြီးအဲ့လိုရှောက်ကြည့်ရင်းနဲ့အဖွားတယောက်အဲ့မှာတက်ဝမ် shopping center အဲ့မှာအင်ကြီးရောင်းနေတာတွေ့လို့မလို့ဝင်ကြည့်ရင်းနဲ့အင်ကြီးလေးတွေကတော်တော်လေးလှရဲပေါင်းမိလေးတွေရောအဲ့နဲ့ဘယ်လောက်လဲဆိုတော့တစ်ထည့်ကို30ဆိုတော့အနကြီးလေးတွေလောက်ဝဲလာရဲဟာအကြောင်းလေးပြန်ဖွင့်တော့မှာပဲပတ်စံလေးရထားပဲဆိုပြီးတော့လေကိုအဲ့လိုလိုက်တယ်ပြီးတော့ဒီ fair price ကနေပြီးတော့အိတ်တလုံးဝယ်ခဲ့သေးတယ်။ကျောင်းပြန်ဖွင့်တော့မှဆိုတော့လေအားလုံးကျေးဇူးတင်ပါတယ်။ဒီနေ့ vlog လေးရတော့ဒီလောက်ပါပဲ။နောက် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်။ Bye bye